ကိုတို့အမားတို့လာတယ်အားရှိသွားတယ်အစားပြည့်တယ်ရောနေတော့ဆိုရင်သူတို့တွေကိုတအားစိတ်ဘူးလားတပါပို့ပြီးအဲ့ဒါအဲ့ချိန်ကလေးတွေအကုန်ပြေးရောက်နေတော့စိတ်ဟိုပစ္စည်းရောရှိတယ်ညင်ရတဲ့အချိန်မှာတော့အကုန်လုံးတိန်းတာပေါ့ကိုပစ္စည်းလည်းမပြောက်ဘူးအရေးကြီးတာဟုတ်တယ်ဟိုကြောင့်အကုန်လုံးဘာမှမဖြစ်တာပဲတမီးကကျေးဇူးတင်တယ်ကျန်တာတော့ဘာမှမပြောလေဒီကလေးတွေရောဒီကပစ္စည်းရောကိုယ်ဆိုင်ရောမဖြစ်သွားတာဘူးဒါတော်တော်လေးဟိုဘယ်လိုပြောမလဲစိတ်ထဲမှာဟိုပြီးကြည့်တယ်ဖြစ်တယ်ဝမ်းနဲ့စားတယ်ဒါပေမဲ့အကိုတို့ကဒါသားတို့သမီးတို့ရဲ့ဒါအဓိကအဖွဲ့အစည်းရဲ့ခေါင်းဆောင်အရေးကြီးဆုံးပဲခေါင်းဆောင်ကဝေဝါးနေလို့ရှိရင်နောက်လိုက်တွေအကုန်လုံးဘေဘရဲ့ဖြစ်သွားမှာခေါင်းဆောင်အစခေါင်းဆောင်တွေအစပထမဆုံးဖုံးသက်တဲ့ချိန်မှာဦးကျော်ပြန်ခဲ့တော့ကလေးတွေအကုန်လုံးကားပေါ်တင်ပြီးပြန်ခဲ့တော့ဘာပဲဖြစ်နေပစ္စည်းတွေခိုးသွားလဲပတ်စံပြန်ရှာလို့ရတယ်နောက်ဆုံးပိတ်တိုက်ပြူသွားတော့မှပြန်ဆောက်လို့ရတယ်အကုန်ပြန်ခဲ့တော့လို့ပြောတဲ့အချိန်မှာတကယ်ကိုပစ္စည်းလို့သဘောထားပြီးအရင်ဆုံးကျော်စရာဖုံးသက်တာဟာတဲ့အကိုတဲ့သားမပြန်တော့ဘူးတဲ့မိန်းကလေးတွေကိုပြန်လွတ်လာတဲ့ယောက်ျားလေး4ယောက်5လောက်ဒါတို့အဆောင်နေနဲ့ကြံခဲ့ရင်ရတယ်တဲ့ပြောတယ်ကျော်စရာပြောတာလည်းမှန်တာပဲဆန်းဆန်းပြန်ဆိုတော့အချိန်မှာဆန်းဆန်းကလည်းဖြစ်တော့ကလည်းကြည့်ပြီးပဲပြန်လဲကြည့်ပြီးပဲကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရဲဘော်ရဲဘက်စီဆိုတာအဲ့ဒါပဲကျေးဇူးတင်တယ်နော်တကယ်အကိုတို့လိုချင်တာဒီလိုအချိန်မှာဒီလိုရှားပါတဲ့စိတ်သက်ကလေးတွေတကယ်အတိမတ်ပြုတဲ့အနေနဲ့ချင်းမြင်တာဖြစ်ပါတယ်သူတို့3ဦးအတွက်